အိမ်မိအိုင်မိသားစုခင်ဗျာကဲအခုဆိုရင်တင်းရဲ့ digital ခိုးလုံရတဲ့ကိုရောက်ရှိနေပါပြီဒါပေမဲ့မျက်စိလဲသွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခလုတ်တွေစာတွေကအများကြီးဖြစ်နေလို့ပါကျွန်တော်အစောပိုင်းကပြောခဲ့တဲ့ဆရာဝန်တွေလဲသမားတွေတမိုင်းဆရာတွေကဘယ်နာမှာပုံနေကြတာလဲဒီနေ့မှာတော့အိမ်မိအိုင်ရဲ့မြေပုံကိုကျွန်တော်ရှင်းပြပါမယ်ဒါကိုနားလည်သွားရင်တင်ဒီနီးပညာကိုလက်ချားပေါ်မှာတင်ပြီးကစားနိုင်သွားပါပြီပထမဆုံးနိုင်ရှင်ဂျလီတစ်ခုနဲ့စကြင်ပါတယ်ရန်ကုန်မြို့ကဆေးရုံကြီးနဲ့တင့်ရွာကဆေးပေးခန်းလေးကိုမြင်အောင်ကြည့်ပါဆေးရုံကြီးကအရန်ကြီးတယ်လူစုံနဲ့စက်ပစ္စည်းစုံတယ်ဒါပေမဲ့ဆရာဝန်တွေကတင့်ရွာစကားကိုနားမလည်ကြဘူးတင့်ရွာကဆေးပေးခန်းလေးကြတော့တင်းငယ်တယ်ဒါပေမဲ့ဆရာဝန်ကတင့်နာမည်ကိုသိတယ်တင့်စကားကိုနားလေတယ်အေးမိအိုင်မှာလည်းအဲ့ဒီလိုပါပဲကျွန်တော်တို့စီမှာအခုလိုကဘာနှစ်ခုရှိပါတယ်ပထမကဘာကတော့ global လို့ခေါ်တဲ့ကဘာကွန်ရက်ဖြစ်ပါတယ်ဒါဟာတင် app ထဲကိုစဝင်ချင်းတွေ့ရတဲ့ပင်မစာမျက်နှာပါပဲဒါက Google Gemini ဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကမြင်ဆန်ခြင်းဖြစ်ပါတယ်သူကအင်္ဂလိပ်စာမြန်မာစာလိုမျိုးကဘာသုံးဘာသာစကားတွေကိုကျွမ်းကျင်တယ်သူ့ကိုမိုက်ခရိုဖုန်းနဲ့စကားပြောလို့ရတယ်သူကလည်းအသံထွက်ပြီးပြန်ဖတ်ပြနိုင်တယ်ဒါကြောင့်တင်ကအထွေးဘူးဘူးထူတာတွေကဘာသတင်းတွေကိုမေးချင်ရင်ဒီ global ကဘာမှာပဲမေးပါဒုတိယကဘာကတော့ local လို့ခေါ်တဲ့ data ကွန်ရက်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အေမီအိုင်ကတီးတန့်ဖန်တီးထားတဲ့ gems လို့ခေါ်တဲ့ gem လေးတွေဖြစ်ပါတယ်သူတို့ကိုတွေ့ဖို့အတွက်ဘယ်ဘက်သို့မဟုတ်အပေါ်နားမှာရှိတဲ့ gem manager လို့ခေါ်တဲ့ခလူလေးကိုရှာပြီးနှိပ်လိုက်ပါအဲ့ဒီမှာအိမ်မိအိုင်ရဲ့အဖိုးတန်ယတနာတိုက်ကိုတွေ့ရပါလိမ့်မယ်ချင်းကရင်ကယားရှမ်းစတဲ့ကျွမ်းကျင်ဆရာတွေအများကြီးရှိပါတယ်ဒီနေရာမှာအထူးတတိပြုရမယ့်စီကံတစ်ခုရှိပါတယ် local gems လို့ခေါ်တဲ့ data gem တွေကတင်းရွာကစကားတွေကိုတိတ်ကောင်းကောင်းနားလဲပါတယ်ဒါပေမဲ့သူတို့ကစကားမပြောတတ်သေးပါဘူးစာပဲဖတ်တတ်ပါသေးတယ်ဒါကြောင့်တင်း data စကားနဲ့မေးချင်တဲ့အခါမိုက်ခရိုဖုန်းကိုမသုံးပါနဲ့ကီးဘုတ်ကိုသုံးပြီးစာရိုက်ပေးပါနော်ဘာဖြစ်လို့လဲဆိုတော့အတန်နဲ့ပြောလိုက်ရင် Google ကအတန်ကိုမြန်မာလိုပဲဖမ်းယူလိုက်မှာမို့လို့အဖြေတွေလွဲကုန်တတ်ပါတယ်ဒါကြောင့်မှတ်ထားပါ local gem ကိုသုံးမယ်ဆိုရင်လက်ချောင်းလေးတွေကိုသုံးမယ်လို့မှတ်သားထားပေးပါသူတို့ကတင့်စာကိုဖတ်ပြီးတင့်ဘာသာစကားနဲ့ပဲတိတိကျကျပြန်ဖြေပေးလိမ့်မယ်နောက်ဆုံးအနေနဲ့လက်ဆောင်နီလန်လေးတစ်ခုပေးချင်ပါတယ် Gem Manager ထဲမှာ Gem တွေအများကြီးရှိနေတော့ကိုတုံးချီတာကိုရှာရတာကြားနေနိုင်ပါတယ်ဒါကြောင့်ကိုချိတ်တဲ့ Gem ကိုတွေ့ပြီးဆိုရင်အဲ့ဒီ Gem ရဲ့ဘေးနားမှာရှိတဲ့အဆက်ထူးဆက်လေးကိုနှိပ်လိုက်ပါပြီးရင် Pin ဆိုတာလေးကိုရွေးလိုက်ပါဒါဆိုရင်အဲ့ဒီ Gem လေးကတင့်ပင်မစာမျက်နှာရဲ့ဘေးနားမှာအမြဲတမ်းပေါ်နေတော့မှာဖြစ်ပါတယ်ရှာကြမလို့တော့ပါဘူးကဲတင့်အတွက်ဘယ် Gem ကအတင်းဆုံးလဲဆိုတာအခုပဲဝင်ရောက်ပြီး Pin လောက်ထားလိုက်ကြရအောင်